啊，去，那个咖喱，我打里面啥鸡巴啦？我这把钱那么少了，是对的嘞。你那个咖喱嘛啥嘞？你吧，要改来。嘿，啱စားရင် ဘာဖြစ်လို့လဲမင်းတော့အကောင်ကလေးအိညာကောင်းကောင်းလေးကလေးပြီးစတယ်မင်းစ တမ်းစားရင်လေအဖေတော်ရထမ်းလာရသူ့ဆွဲယူတားကြောက်တယ်တမ်းစားရင် မင်းကလည်းဘာဆိုင်လို့လဲကွာရစ တထခလေးမစားကျင်တာကိုဇွတ်အတင်းမကျွေးနဲ့လေဟဲ့ ကျူးဗျာနေတော့ တော်ကြခလေးရဲ့စိတ်ထဲကိုလေနင့်လိုအရင်စိတ်တွေဝင်လာအောင်မယ်ဟဲ့ မလည်းမဆိုင်လိုက်တာဗျာတော့ကောင်ကစားနေပဲရိုင်းစိတ်ဝင်ရလားဘာမှမဆိုင် ဘာလို့မဆိုင်ရမှာလဲဟဲ့ဆိုင်တာပေါ့သူများရဲ့အသားကိုစားတယ်အသက်ကိုတတ်တယ်ဆိုတာအရင်ဆိုင်နေရဲ့စိတ်ဟဲ့သူဟာသူနေတဲ့တလိษံတွေကိုဖမ်းဆီးပစ်ခတ်တပ်ဖြတ်တယ်ဆိုတာအဲ့ဒါလူရိုင်းနေရဲ့စိတ်ဟဲ့တထရဲ့လူရိုင်းနေ ဟာ ရဲ့ လေ စိတ် ဗျာတော့လိုက်တာလူရိုင်းပြောလဲအဲ့ဆိုလဲကျုပ်ကလူရိုင်းပဲမဟုတ်ဆိုးပါဆိုတော့လိုက်မှာပေါ့ပြီးတော့ကျုပ်ကထမင်းဆိုင်အသားပါမှာအသားနဲ့စားမှာရတာရှိတာမိန်နာ ရှင်အဲ့လောက်တော့အသားကြိုက်နေရင်လေအပြင်မှာဝယ်စားပါလားဟင်အခုလိုမျိုးကိုယ်တိုင်တက်ဖြတ်စားတော့ဗဇက်ကလည်းအရသာရှိလိုက်တာအရသာရှိလိုက်တာနဲ့တစ်ဖက်မှပြောနေငရဲပို့ကြည့်လိမ့်မယ် ကြီးတယ်ဟာကြီးတယ်ဟာငါတက်လို့သားဘာဖြစ်လဲငါလည်းအပြစ်မပြောနဲ့ဟိုကသားကောင်းကောင်းတာမတော့တာမိုးကိုသားလေးကြိုက်လိုက်သွားကြရအစီကိုဣကွာဘယ်လောက်ရတာရှိရောမင်းတို့က ရွှေဖြူမင်းယောက်ကြားရလေဘာမှသွားပြောမနေတော့သူ့မှာလူစိတ်ရှိတော့တာမဟုတ်ဘူးငါတို့ကပြောလေ तू ကပိုးပြီးအရွက်တိုက်ပြီးလှုပ်လေလှုပ်နေတာ तू အကုသိုလ်နဲ့ तू ရှိပါစေတော့ဟဲ့ တထရေတထ နေကြည့်ပါဦးနေပဲခေါ်ခိုင်းလို့လား မဟုတ်ဘူးပါငါအသားရင်မစားတာကြာလို့နေ့စီမှာအသားရတာပဲ အေးတော်ပဲအသားကြိုက်တဲ့လူလည်းလာတွေ့တယ်တောင်းနေများတောင်းစီးရုံးမှာပဲဘယ်ပါလဲအသားယူလား အေးဟုတ်တယ် နေအသားကြိုက်လို့လား ငါကြိုက်တာပေါ့ငါအသားဟင်းတာထမင်းစားမယ်ဆိုလို့မှုစီပတိတဲ့အသားလေးပဲ အဲ့ဆိုလေအသားနဲ့နေတိုင်းစားပေါ့ဟာနေ ဟာနင်းလည်းစားချင်တာပေါ့ငါကနေ့တိုင်းမဲ့အသေးရစားနေပတ်စံမှမရှိတာ ဟာအဲ့ဆိုဒီနေ့စားမပူနေတော့ငါတော့လိုက်တော့တနေ့တကောင်မို့တကောင်အမြဲမိနေငါတော့ပြန်လာပြီးအတန်ကြားနေအိမ်လာခဲ့တော့အသားနှိမ့်တိုင်းလာယူနှိမ့်တိုင်းတော့ချက်စားပြီးတော့နော်ညတော့လာစားတာ ဟာငါရမ်းချိုက်တာဟုတ်ဟာ တော်ပဲမတော့ပါသားရဲ့သူ့အသားကြီးချောင်းလန်းတာရောက်ခိုင်းတယ်လာယူကွာ ကြည့်ပါဦးမရဲ့ပြောနေလိုက်တာပါစက်ရတာခံပြီးတော့ အကုသိုလ်တွေအဲ့ဒါအကုသိုလ်တွေ ရောက်တော့ကအကောင်ငယ်တော့အသားနူးညံ့သားမင်းနဲ့တေချာချက်စားတော့မဆလာနဲ့အနှစ်များများနဲ့ချက်စားလို့အနေတပူးချံကိုနှစ်ပူးချက်ပြသွားမယ် အေးပါအဲ့ဒါငါအကြံချက်လိုက်ဝင် အေးဟဲ့ငါပြောဆိုတေချာချက်စားတော့ အေးပါ ဟာကောင်းလို့ကတော့ခရတာပြန်တယ်စားကြလေသူ့ဘက်မှာအသားမပါအသားမကောင်းကြဘူးမလားစားပါစလုံးစားကြည့်ရအောင်